ဟုတ်ကဲ့ခြေလာစွာသောမြန်မာများအားလုံးနေကောင်းကြမှာကြလားဗျာဒီနေ့တော့เนาะကျွန်တော်အခုဒီနေ့เนาะဒီဇင်ဘာ17ရက်ပေါ့2025ဒီနေ့ညနေတော့ကျွန်တော်ဒီပြည်ခိုင်ပြိုးဥက္ကဋ္ဌကြီးဥခင်ကြီးเนาะပြောခဲ့တာတွေပေါ့เนาะမဲဆွယ်စည်းရုံးပွဲမှာပြောခဲ့တာတွေတချို့ကိုလိုင်းပေါ်မှာအဲ့ဒါတွေဖွာနေကြတာဗျာကျွန်တော်လည်းတွေ့ရတာ5-6ရက်ရှိပြီလိုင်းပေါ်မှာတော်တော်ဖွာနေကြတယ်အဲ့ဒါပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီနိုင်ငံမှာတဲ့ဒီလက်နက်ကန်အကြမ်းဖက်တွေပေါ်များတဲ့အတွက်ပေါ့တက်လာတဲ့အစိုးရဟာတပ်မတော်နဲ့ကြောချင်းကပ်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူးဆိုရင်တဲ့ဒီအစိုးရပြုတ်ကျသွားမှာပေါ့နော်မကြဘူးပေါ့နော်ဒီအစိုးရဒီနေ့တမနက်ဖာမကြခင်ပြုတ်ကျသွားမှာပေါ့အဲ့လိုမျိုးပြောသွားတယ်ဗျအဲ့လိုမျိုးပြောသွားတဲ့ဟာကိုလိုင်းပေါ်မှာဘာတွေရေးနေကြလဲဆိုတော့ဟုတ်လားပြောနေကြတယ်ဆိုတော့ဒီအစိုးရနော်တက်လာတဲ့အစိုးရဒီတမတော်နဲ့အဆင်မပြေဘူးပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူးဆိုရင်တမတော်အာဏာပြန်သိမ်းမှာပေါ့နော်အာဏာပြန်သိမ်းမှာပေါ့အဲ့တော့ခင်ဗျားတို့ဟုတ်လားတခြားပါတီတွေနော်တခြားပါတီတွေပြည်ခိုင်ပြောရလွယ်ပြီးတခြားပါတီခင်ဗျားတို့မဲပေးနေတယ်မထူးပေါ့ဗျာနော်အဲ့တော့ရွေးကောက်ပွဲကိုဟုတ်လားမဲပေးသူနဲအောင်ပေါ့နော်အဲ့လိုမျိုးသွားပြီးမဲမပေးအောင်အဲ့လိုမျိုးလှုပ်ဆောင်နေကြတာတွေ့ရတယ်နောက်ပြီးတော့တမတော်နဲ့ပြည်သူကိုလည်းရန်တိုက်ပေးတဲ့သဘောပေါ့နော်တမတော်ကအာဏာပြန်သိမ်းနိုင်တယ်ပေါ့နော်အချိန်မျိုးနော်အဲ့လိုမျိုးတွေပြောနေကြတယ်ဗျာနော်ပြည်သူရွေးချယ်တင်မြှောက်တဲ့အစိုးရကိုတမတော်ကအာဏာပြန်သိမ်းနိုင်တဲ့သဘောမျိုးနော်တမတော်နဲ့ပြည်သူကိုရန်တိုက်ပေးတာပေါ့ဗျာအဲ့လိုမျိုးတွေလိုင်းပေါ်မှာဝါဒဖြန့်ချီနေတာကိုတွေ့ရတယ်ဗျာနော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တယ်ဥခင်ကြီးပြောတာနော်မှားနေတယ်ဗျာမှားနေတယ်ဘာကြောင့်ဆိုတော့ဒီတက်လာတဲ့အစိုးရကတမတော်နဲ့ကြောချင်းကပ်ဟာလာပြီးတော့ပူးပေါင်းမဆောင်ရွက်ရင်ပြုတ်ကျသွားမှာဆိုတာနော်အဲ့တော့ NLD ဆိုရပေါ့နော် NLD ဆိုရ2016ခုနှစ်ကတက်လာတာပေါ့နော်2016ခုနှစ်ဧပြီလအဲ့လိုတက်လာပြီးတော့ဒီ NLD ဆိုရတမတော်နဲ့ကြောချင်းကပူပေါင်းဆောင်ရွက်မှုမရှိခဲ့ပါဘူးနော်ဘယ်တော့မရှိခဲ့လဲဆိုရင်ဒီ NLD ဆိုရတက်တန်9နှစ်နော်သူလှုပ်သွားတာဒီအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီစီဝေးပေါ့ကာလုံစီဝေးကိုတခါမှမခေါ်သွားဘူးဗျနော်တခါမှမကျင်းပပါဘူးကာလုံစည်းဝေးဆိုတော့ကျင်းပပေးရတယ်တိုင်းပြည်မှာလေခါလို့ဆိုတာအဲ့တော့ကာလုံစည်းဝေးဆိုတော့လေသမ္မတကြီးကနော်ခေါ်မှဖြစ်တာနော်အဲ့တော့ NLD အစိုးရရဲ့သမ္မတကြီးဟာနော်ကာလုံစည်းဝေးတွေကိုမခေါ်တော့ဘူးဗျနော်ကာလုံမှာနော်တမတော်ကလည်းပါတာပေါ့နော်တမတော်ကလည်းပါတယ်တက်ချုပ်တို့ဒုတက်ချုပ်တို့နော်အဲ့လိုပါနေတယ်နောက်တမတော်ကတင်မြောက်ထားတဲ့ဒုသမ္မတတို့အဲ့လိုတွေပါတယ်အဲ့တော့ကာကွယ်ရေးဝန်ကြီးတို့စသည်ဖြင့်တမတော်ကပါတယ်အဲ့တော့ဒီကာလုံစည်းဝေးကို NLD ဆိုရတခါမှမခေါ်တော့ဘူးဒါပေမဲ့တမတော်ကဒီ NLD ဆိုရအဲ့ဒီ9နှစ်ကာလမှာအာဏာမသိမ်းသွားဘူးဗျာနော်အာဏာမသိမ်းသွားဘူးသူတို့9နှစ်ပြည့်အောင်ကိုနော်သူတို့ကိုအုပ်ချုပ်သွားတယ်ဗျာနော်တမတော်သူတို့ဘာမှမလုပ်ပါဘူးနော် NLD ဆိုရတမတော်NLD ဆိုရတမတော်ဘေးဖယ်ထားတယ်ဗျသူတက်တန်တစ်လျှောက်ပါလေနောက်ဆုံးဒီမဲပြဿနာတက်တော့မှာပဲနော်တမတော်ကဒီအာဏာဝင်ထိန်းလိုက်တာဗျနော်အာဏာသိမ်းတာမဟုတ်အာဏာထိန်းလိုက်တာနော်အဲ့လိုဗျနော်အဲ့တော့ဥခင်ကြီးပြောတာဒါဒီအချက်ကိုကြည့်ကြည့်ရပြီဥခင်ကြီးပြောတာဒီလုံးဝမှားယွင်းတယ်လို့ကျွန်တော်ထင်တယ်ဗျနော်ထင်တဲ့အပြင်ကိုဥခင်ကြီးရဲ့ပြောကြားမှုပါနော်မှားယွင်းတဲ့အပြင်ကိုနော်တမတော်ကိုပြည်သူတွေကအထင်မြင်လွဲမှားစေတယ်လို့ကျွန်တော်မြင်တယ်နော်ထင်မြင်လွဲမှားစေတယ်အဲ့တော့တမတော်ကဲဂုံတိတ်ခါကိုလည်းကြာဆင်းစေတယ်နော်တမတော်ကအာဏာသိမ်းမယ်ဆိုတဲ့သဘောလဲတက်ရောက်သွားတယ်သူနဲ့အဆင်မပြေလေအဲ့လိုမျိုးတော့ကျွန်တော်တို့ခြေဥမှာလဲတမတော်ကိုအာဏာသိမ်းခွင့်မပေးတာဘူးနော်တမတော်အာဏာသိမ်းလို့မရဘူးနော်ကိုယ်နဲ့အဆင်မပြေတိုင်းအစိုးရအဆင်မပြေတိုင်းအာဏာသိမ်းလို့မရဘူးသိမ်းလည်းမသိမ်းခဲ့ဘူးဗျာနော်အဲ့တော့ဥခင်ကြီးပြောတာလောကမှားယွင်းနေတယ်နောက်ဥခင်ကြီးကဘလူသဘောနဲ့ပြောတာလဲဆိုတာเนาะအစိုးရကနေပြီးတော့ဥခင်ကြီးကိုခေါ်ယူမေးမြန်းမှုတော့လိုပြီးကျွန်တော်ထင်တယ်เนาะလိုပြီးထင်တယ်အဲ့တော့
ဘယ်လိုသဘောနဲ့ပြောတာလဲခေါ်ယူမေးမြန်းရမယ်ဥခင်ကြီးကိုယ်တိုင်ကလည်းနော်ကိုပြောတာမှားသွားရင်လည်းပြည်သူတွေကိုပြန်ပြီးတော့ပေါ့နော်ကိုပြောတဲ့စကားတွေကိုဒီလူသိရှင်ကြားပြန်ရုပ်သိမ်းစေချင်တယ်ပေါ့နော်ဒီစကားကြီးဟာမကောင်းဘူးလေနော်တတ်မတော်နဲ့ပြည်သူသွေးကွဲစေတယ်တတ်မတော်ကပဲသူနဲ့အဆင်မပြေတဲ့ဆိုရဆိုရင်ပြည်သူရွေးချက်တင်မြှောက်ထားပေးမယ်သူနဲ့အဆင်မပြေရင်သူနဲ့ပူးပေါင်းမဆောင်ရွက်ရင်နော်ဒီဆိုရကိုတတ်မတော်ကအာဏာသိမ်းမယ်ဆိုတဲ့သဘောမျိုးတွေဖြစ်နေတယ်နော်ကျွန်တော်အမြင်မှာနော်အဲ့လိုသဘောမျိုးတွေဖြစ်နေဒါဥက္ကဋ္ဌကြီးကဘယ်လိုသဘောနဲ့ပြောလဲဆိုတာကတော့နော်ဥက္ကဋ္ဌကြီးကိုယ်တိုင်ထွက်ရှင်းဖို့တော့လိုတာပေါ့နော်သူဥက္ကဋ္ဌကြီးဘက်ကတော့နော်ပြောဆိုပြီးတော့ပေးရမယ်နော်ခုတည်းထိလည်းဥက္ကဋ္ဌကြီးဒီကိစ္စနဲ့ပတ်သက်ပြီးထွက်ရှင်းတာတော့ကျွန်တော်မတွေ့ရဘူးပေါ့နော်အဲ့တော့ထွက်ရှင်းပေးပါတက်ဆိုင်ရလည်းအစိုးရလည်းခေါ်ယူမေးမြန်းပေးပါနော်အဲ့တော့တကယ်လို့ဥပဒေနဲ့ဥက္ကဋ္ဌကြီးပြောကြားချက်တွေဥပဒေနဲ့ညှိစွန်းနေဆိုရင်လည်းနော်ကျွန်တော်သဘောတော့အရေးယူမှုထိတော့မလုပ်စေချင်ဘူးဗျနော်ကျွန်တော်တို့ဒီနိုင်ငံရေးကိစ္စတွေနဲ့ဟုတ်လားပြောမဆိုမဖြစ်တာတွေနော်ခံယူချက်တွေမှားယွင်းလို့ပဲဖြစ်ဖြစ်ပြောမဆိုမဖြစ်လို့ပဲဖြစ်ဖြစ်နော်နိုင်ငံရေးပြစ်မှုတွေနဲ့နော်အရေးယူတာမျိုးကျွန်တော်ကဘယ်သူ့ကိုမှမဖြစ်စေချင်ဘူးနော်ကိုယ်တိုင်လည်းဒီနိုင်ငံရေးပြစ်မှုတွေနဲ့နော်ထောင်နှခါကြခဲ့ဘူးလေအဲ့ဒါကြောင့်ဘယ်သူ့ကိုမှနော်905တို့124ကကြီးတို့905ကကြီးတို့စရှိတဲ့ပြည်အဲ့ဒီပုံမှန်တွေနဲ့ဘယ်သူကိုမှအရေးမယူစေချင်ဘူး။ဥက္ကဋ္ဌကြီးကဥပဒေနဲ့ညှိစွန်းခဲ့တဲ့ဆိုတဲ့တိုင်အောင်တော့အရေးယူမှုတော့မဖြစ်စေချင်ဘူး။သူ့ကိုခေါ်ယူမေးမြန်းပြီးတော့အစိုးရကသူမှားရင်လည်းနော်ဒီစကားကိုပြန်ရုပ်သိမ်းစေချင်တယ်ပေါ့နော်။ကျွန်တော်ဆန္ဒအဲ့ဒီတိုင်းပါ။ဟုတ်ကဲ့နော်ဒါတိုင်းပြည်ကောင်းမှုကျွန်တော်ပြောတာပါနော်။တမတော်နဲ့ပြည်သူပြည်လေသိမြတ်ဖို့နော်တမတော်ကိုပြည်သူကအထင်မြင်မမှားသွားဘူးပေါ့နော်အဲ့တော့ဥက္ကဋ္ဌကြီးရဲ့ပြောကြားမှုကအဲ့လိုမျိုးအထင်မြင်မှားသွားနိုင်တာပေါ့နော်ကျွန်တော်အမြင်မှာအဲ့ဒါကြောင့်ပါနော်အဲ့ဒါကြောင့်ပါဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေပြည်တော်စုမြန်မာနိုင်ငံတော်ကြီးအမြန်ငြိမ်းချမ်းပါစေနော်ရွေးကောက်ပွဲမှာလည်းတွားပြီးတော့နော်ရွေးချယ်ကိုကြိုက်တဲ့ပါတီကိုကြိုက်တဲ့ကိုယ်စားလှယ်လောင်းကိုရွေးချယ်ပြီးမဲထည့်ပေးကြပါဟုတ်ကဲ့ကျွန်တော်9မင်းဆွေပါဗျာဟုတ်ကဲ့ချစ်လာကြသောမြန်မာများအားလုံးအဆင်ပြေကြပါစေဗျာဒီနေ့2025ခုနှစ်ဒီဇင်ဘာလ18ရက်ပါဗျာနော်ရွေးကောက်ပွဲကြီးကလည်း10ရက်ပဲကြာမှာတော့တယ်အဲ့တော့အခုကလည်းဒီရွေးကောက်ပွဲအတွက်နော်လိုင်းပေါ်မှာလည်းတော်တော်လှုပ်လှုပ်ရှားရှားဖြစ်နေတာပေါ့နော်အဲ့ဒါတွေတွေ့ရတယ်အဲ့တော့ဒီဒေါက်တာသက်ခိုင်ရဲ့ပြောကြားချက်တွေကလည်းနော်တော်တော်ကိုနော်လိုင်းပေါ်မှာပြန့်နှံ့နေတာပေါ့နော်ပြန့်နှံ့နေဒေါက်တာခိုင် MB News ကိုပြောသွားတာနော် MB News ကိုပြောသွားတာတွေက live ပေါ်မှာတော်တော်ပြန့်နှံ့နေတယ်အဲ့ဒါတွေကိုလည်းကျွန်တော်ကပြန်ပြီးတော့ဒေါက်တာခိုင်နဲ့ဆွေးနွေးတာပေါ့နော်ဆွေးနွေးတယ်ဆိုတာကလည်းဟိုတိုင်းပြည်ကိုကောင်းစေချင်လို့ပါနော်ဘယ်ပါတီနိုင်ပါစေဘယ်ပါတီဖြစ်ပါစေကျွန်တော်မှာပါတီဆွဲပုဂ္ဂိုလ်ဆွဲမရှိပါဘူးနော်ဒါပေမဲ့တိုင်းပြည်ဆွဲတော့ရှိတယ်ကျွန်တော်တိုင်းပြည်ကိုကောင်းစေချင်တယ်ကျွန်တော်နိုင်ငံတော်ကြီးကိုကောင်းစေချင်တယ်ကျွန်တော်နိုင်ငံသားတွေကိုကောင်းစေချင်တယ်နော်ဒီစိတ်ပဲရှိတယ်ပါတီဆွဲလူပုဂ္ဂိုလ်ဆွဲကျွန်တော်မှလုံးဝမရှိပါဘူးနော်အဲ့တော့ဒေါက်တာခိုင်ရဲ့ပြောဆိုမှုထဲမှာနောက်ဘာပါလာလဲဆိုတော့တမတော်ဟိုတဲ့တမတော်ဟာနိုင်ငံရေးပါတီကြီးရဲ့လက်ကင်တို့ဖြစ်တာကို तू မမြင်ချင်ဘူးလို့အဲ့လိုပြောသွားတယ်နော်မမြင်ချင်ဘူးတဲ့တမတော်ဟာတိုင်းပြည်ကိုကာကွယ်တဲ့အဖွဲ့အစည်းတိုင်းပြည်ရဲ့ချုပ်ချာအာဏာကိုကာကွယ်တဲ့အဖွဲ့အစည်းပေါ့နော်အဲ့လိုဖြစ်စီခြင်းတယ်တဲ့နော်အဲ့လိုပြောသွားတယ်အဲ့တော့ကောင်းပါတယ်ဒါလေးကဒေါက်တာခိုင်ပြောတာလေဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့နော်ကျွန်တော်တို့မှာအဲ့ဒီလိုကျွန်တော်တို့နိုင်ငံမှာကဘယ်လိုပြောမလဲခွဲခြားမြင်နေကြတယ်နော်လူမျိုးရေးနဲ့ပြောလဲကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းစသဖြင့်တိုင်းရင်းသားဒီပေါ်တော့အများကြီးပေါ့နော်အဲ့လိုခွဲခြားဖြစ်သွားတယ်အဲ့ဒါတွေကဖြစ်လာတဲ့ခါကျတော့လေကျွန်တော်လည်းဟိုနေ့ကပြောပြီးလူမျိုးရေးဆိုလဲမြန်မာတစ်ခုတည်းပေါ့နော်မြန်မာလူမျိုးတစ်ခုတည်းပဲကျွန်တော်တို့အားလုံးဒီမြန်မာများဖြစ်ကြသည်နော်အဲ့လိုပြောမှကျွန်တော်တို့ကညီညွတ်ရေးရမယ်အဲ့တော့မှငြိမ်းချမ်းရေးရကျွန်တော်တို့အားလုံးဒီမြန်မာပဲ
နော်မြန်မာမကြိုက်ဘူးဆိုရင်လည်းတခြားနာမည်ပေးပါနော်ကျွန်တော်တို့ဘာလူမျိုးပေးမမြန်မာမကြိုက်ရင်မေတ္တာလူမျိုးပေးမလားနော်တယောက်ကကျွန်တော်မှန်လာခန္တီလူမျိုးတို့ပေးပါတယ်ခန္တီဆိုတာတိခံခြင်းပေါ့ဗျာနော်ခန္တီလို့ပေးပါတယ်ကျွန်တော်တို့အားလုံးဒီခန္တီများဖြစ်ကြအဲ့တော့မေတ္တာဆိုလဲဗျာကောင်းပါတော့မေတ္တာဆိုတာအဲ့ခန္တီလဲရပါတယ်နော်ကိုကြိုက်တာပြီးပေါ့ဗျာနော်ဒါအတိုင်ပင်ပြီးလောက်ကြမှာကျွန်တော်ဆိုလိုတာအားလုံးဟာလူမျိုးတစ်မျိုးတွေပဲနော်ကျွန်တော်တို့အားလုံးဒီပါလဲကျွန်တော်တို့အားလုံးဒီနိုင်ငံသားများဖြစ်ကြနော်နိုင်ငံသားပဲမြန်မာနိုင်ငံသားပဲနိုင်ငံသားနော်အဲ့တော့ကျွန်တော်အယူဆမှာတော့တပ်မတော်ကနိုင်ငံရေးပါတီရဲ့လက်ကင်တော့မဖြစ်စေချင်ဘူးပြောသွားဆိုအဲ့ဒီမှာဘယ်လိုပြောမှဆိုရင်ဒီစကားကနိုင်ငံရေးသမားတွေဘာညာတော်တော်သုံးခဲ့တဲ့စကားပေါ့လက်ကင်တို့ပစိန်ယိုးတို့ဟုတ်လားပြပအားကိုပစိန်ယိုးတို့နော်အဲ့တော့ပစိန်ယိုးလက်ကင်တို့တူပေါ့ဗျာနော်ထားပါတော့ဒါတွေကနိုင်ငံရေးသမားတွေပြောပြီးတော့ဒီဟာတွေပေါ့နော်ပြောရင်တတ်မတော်ဒါကလည်းအကုန်လုံးသုံးခဲ့ကြတာပေါ့နော်တတ်မတော်ဒါပြည်သူနော်အဲ့လိုမျိုးနော်စကလုံးတွေနဲ့ဟုတ်လားနဲ့ပဲတတ်မတော်နဲ့ပြည်သူကလည်းတွေးကွဲကုန်နော်ကျွန်တော်အမြင်မှာတော့အားလုံးကနိုင်ငံသားပဲဗျာနော်တတ်မတော်ကလည်းနိုင်ငံသားပဲပြည်သူကလည်းနိုင်ငံသားပဲဟုတ်လားဝန်ထမ်းတွေကလည်းနိုင်ငံသားပဲနိုင်ငံဝန်ထမ်းတွေရတယ်အစိုးရကလည်းနိုင်ငံသားပဲနော်အစိုးရလည်းနိုင်ငံသားပဲအဲ့တော့နိုင်ငံရေးပါတီဝင်တွေကလည်းနိုင်ငံသားပဲဟုတ်လားအဲ့တော့တပ်မတော်လည်းနိုင်ငံသားပဲနိုင်ငံရေးပါတီလည်းနိုင်ငံသားပဲအဲ့တော့ဘယ်သူမှလက်ကင်တုပ်တွေပါပြောမနေနဲ့ပြောစရာမလိုတော့ဘူးနော်အားလုံးကနိုင်ငံသားများဖြစ်ကြတာအဲ့တော့တပ်မတော်လည်းနိုင်ငံသားပဲပြည်သူလည်းနိုင်ငံသားပဲနိုင်ငံရေးပါတီဝင်တွေလည်းနိုင်ငံသားပဲအစိုးရကလည်းနိုင်ငံသားပဲနိုင်ငံဝန်ထမ်းများကလည်းနိုင်ငံသားပဲနော်နိုင်ငံသားပဲရှိတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီနိုင်ငံသားများဖြစ်ကြတယ်ဆိုဘာမှခွဲခြားစရာမလိုတော့ဘူးနော်လူမျိုးရေးနဲ့ပြောရင်လည်းကျွန်တော်တို့အားလုံးဒီမြန်မာများဖြစ်ကြတယ်ကျွန်တော်တို့အားလုံးဒီမြန်မာနိုင်ငံသားများဖြစ်ကြတယ်ဒါဆိုရင်ကျွန်တော်တို့မှာညီညွတ်ရေးဟာရပါပြီညီညွတ်ရေးခွဲခြားစရာမလိုတော့ဘူးเนาะကျွန်တော်ပြောတာလည်းဒါအမှန်ကိုပြောနေတာပဲအဲ့ဒီမှာမှကိုလိုသလိုခွဲခြားလောက်ကြပြီးတော့ဟုတ်လားအစဉ်ဆက်ကဒီနိုင်ငံရေးသမားတွေဘာတွေပေါ့ဗျာเนาะအကုန်လုံးကဒါကပြည်သူဒါကတမတော်ဟုတ်လားဆိုပြီးတော့ဒါကအစိုးရဆိုအဲ့လိုခွဲခြားသွားတာပေါ့เนาะကျွန်တော်ပြောတာမမှန်ဘူးလားအစိုးရကနိုင်ငံသားပဲဗျတမတော်ကလည်းနိုင်ငံသားပဲကျွန်တော်တို့အားလုံးဒီနိုင်ငံသားများဖြစ်ကြတယ်ဒါပဲနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဟုတ်လားနိုင်ငံတော်၏အချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်တဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနိုင်ငံသားများထံကဆင်းသက်တယ်ဆိုတော့ဒါဖွဲ့စည်းပုံအခြေခံဥပဒေမှာကြည့်နော်အဲ့တိုင်းကိုပြဋ္ဌာန်းထားတယ်နော်ပုံမှန်၄လို့ကျွန်တော်ထင်တယ်နော်ထားလိုက်ပါဦးကျွန်တော်ပြောပုံမှန်ကတော့မှားရင်မှားပုံမှန်၄ပဲဗျနော်အခြေခံမူပုံမှန်၄ရမှာနော်နိုင်ငံတော်၏ချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်တဝန်းလုံး၌တည်ရဲ့ဒီနိုင်ငံတော်ရဲ့အချုပ်ချာအာဏာနိုင်ငံသားများထံကဆင်းသက်တယ်တမတော်ထံကဆင်းသက်တာလည်းမဟုတ်ဘူးပြည်သူထံကဆင်းသက်တာလည်းမဟုတ်ဘူးအစိုးရထံကဆင်းသက်တာလည်းမဟုတ်ဘူးနိုင်ငံသားများထံမှဆင်းသက်တယ်အဲ့တော့အားလုံးကနိုင်ငံသားပဲလို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းအဲ့လိုပြီးထားတယ်နော်